အချိန်တိုင်းစိုးရိမ်ပူပန်မှုတွေခံစားနေရတဲ့သူတွေအတွက်ဒီဗီဒီယိုလေးမှာစိုးရိမ်ပူပန်မှုတွေကိုကျော်လွှားနိုင်စေမယ့်အဆင့်၅ဆင့်ကိုပြောပြပေးသွားမှာဖြစ်ပါတယ်။အဆင့်၁လက်ခံပေးပါကျွန်တော်တို့အများစုကစိုးရိမ်ပူပန်မှုနဲ့ပတ်သက်တဲ့ခံစားချက်တွေအတွေးတွေပေါ်လာပြီဆိုရင်ပြစ်ပယ်လိုက်ကြပါတယ်။ပြစ်ပယ်ခြင်းဟာစိုးရိမ်ပူပန်မှုကိုပိုပြီးတော့မှကြီးမားသွားစေပါတယ်။ဒါကြောင့်မို့နံပါတ်1အနေနဲ့ကျွန်တော်တို့ကကိုယ့်ရဲ့စိတ်ထဲမှာအော်ငါဒါကိုခံစားနေရတာပဲငါဒါကိုတွေးနေတာပဲဆိုတဲ့မိမိရဲ့စိတ်ကလေးကိုအတိအမှတ်ပြုဖို့လက်ခံဖို့အတွက်အရေးကြီးပါတယ်။အစစ်နှစ်နားလည်ပေးပါစိုးရိမ်ပူပန်မှုဆိုတာကတနည်းအားဖြင့်ကျွန်တော်တို့အတွက်ရန်သူလုံးဝမဟုတ်ပါဘူးကျွန်တော်တို့အတွက်ကျွန်တော်ရဲ့စိတ်ကနေတဆင့်ကာကွယ်ပေးခြင်းလို့ရောက်လာတဲ့ message တစ်ခုဖြစ်ပါတယ်ဒါကြောင့်မို့စိုးရိမ်ပူပန်မှုကိုရန်သူမဟုတ်ဘဲနဲ့ငါ့ကိုကာကွယ်ခြင်းလို့ရောက်လာတဲ့ message တစ်ခုဆိုတာကိုနားလည်ပေးပါအဆင့်3ပြစ္ဆုတ်ပံတက်တဲ့မှာနေကြည့်ပါစိုးရိမ်ပူပန်မှုဆိုတာကမဖြစ်သေးတဲ့အနာဂတ်ကိုကကြိုတင်ကွာကွယ်ခြင်းတာမဖြစ်သေးတဲ့အနာဂတ်မှာစိုးတာတွေကိုဖြစ်မှာကြောက်တဲ့စိတ်ကာကွယ်ခြင်းတဲ့စိတ်ကနေရောက်လာတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အားလုံးဒီစိုးရိမ်ပူပန်တဲ့စိတ်ဖြစ်လာတိုင်းမှာပြစ္ဆုတ်ပံတက်တဲ့မှာမိမိဟာအစဉ်ပြေနေကြောင်းမိမိဟာအရာအားလုံးလုံခြုံနေကြောင်းမိမိကိုမိမိတတိပေးဖို့လိုပါတယ်ဒါကြောင့်မို့စိုးရိမ်ပူပန်မှုပေါ်လာပြီဆိုရင်ပြစ္ဆုတ်ပံတက်တဲ့မှာကိုဟာအစဉ်ပြေနေကြောင်းကိုဟာလုံခြုံနေကြောင်းကိုတတိပေးပေးပါလို့ပြောချင်ပါတယ်အဆင့်၄အနေနဲ့ကိုယ့်ရဲ့ခန္ဓာကိုယ်ကိုတတိပြန်ပေးလိုက်ပါအဲ့တော့ကျွန်တော်တို့အဆင့်၃မှာပြစ္ဆုတ်ပံတက်တဲ့မှာနေဖို့အတွက်ငါဟာလုံခြုံနေရယ်အခုအစဉ်ပြေနေရယ်ဆိုတာကိုတတိပေးပြီးခန္ဓာကိုယ်ကိုလေတွေအားရပါရရှူသွင်းပြီးပါးစပ်ကနေဟာဆိုပြီးတော့စိုးရိမ်ပူပန်မှုတွေကိုရှူထုတ်လိုက်တဲ့အနေနဲ့မိမိရဲ့ခန္ဓာကိုယ်တတိပေးပါမယ်လေတွေကိုဟာရင်ဘတ်ပေါ်လက်တင်ပြီးတော့နှာသီးဝနေရာနေလေးတွေကိုအားရပါရရှူသွင်းမယ်ပြီးတဲ့အခါဟာဆိုပြီးတော့မှလေတွေကိုရှူထုတ်ခြင်းအပြင်မိမိရဲ့ခန္ဓာကိုယ်ကိုတတိပေးလိုက်ပါစိုးရိမ်ပူပန်ပြီးဆိုတာနဲ့အဆင့်လေးအနေနဲ့အသက်ရှူလေးချိန်ကလုပ်ပြီးတော့မိမိရဲ့ခန္ဓာကိုယ်ကိုမိမိဟာလုံခြုံနေကြောင်းတတိပေးလိုက်ပါအဆင့်၅အနေနဲ့ကိုထက်ခါတတိပေးပါကျွန်တော်တို့တစ်ခေါက်တည်းတတိပေးရုံတစ်ခေါက်တည်းဒီအဆင့်တွေကိုလေ့ကျင့်ရုံနဲ့စိုးရိမ်ပူပန်မှုသည်မရောကျသွားပါဘူးအဲ့တော့မိမိဟာလုံခြုံနေကြောင်းပြစ္ဆုတ်ပံတက်တဲ့မှာအစဉ်ပြေနေကြောင်းကိုထက်ခါတလဲတတိပေးပါခဏပြန်ပြီးတော့တတိပေးပါရင်ဘတ်ပေါ်လက်တင်ပြီးတော့ငါလုံခြုံနေငါအစဉ်ပြေတယ်ဆိုတာကိုတတိပေးပါတကယ်တော့စိုးရိမ်နေဆိုတာကကျွန်တော်တို့တကယ်ဖြစ်လာမယ့်အရာတွေမဟုတ်ပါဘူးကျွန်တော်တို့ရဲ့စိတ်ကနေတဆင့်ကျွန်တော်တို့ကိုကာကွယ်ခြင်းလို့ဖန်တီးလိုက်တဲ့စိတ်အခြေအနေတစ်ခုဖြစ်ပါတယ်ပြစ္ဆုတ်ပံတက်တဲ့မှာကိုဟာလုံခြုံကြောင်းကိုဟာအစဉ်ပြေကြောင်းတတိပေးပြီးတော့ပြစ္ဆုတ်ပံတက်တဲ့မှာအကောင်းဆုံးလုပ်နေုံနဲ့ကျွန်တော်တို့ရဲ့အနာဂတ်ဟာစိတ်ပူစရာမလိုဘဲနဲ့အဆအရာအစဉ်ပြေလာပါလိမ့်မယ်လို့ပြောချင်ပါတယ်ဒါကြောင့်မို့ဒီအဆင့်၅ဆင့်ကိုလုပ်ကြည့်ပါကျွန်တော်ကိုယ်တိုင်ဒီအဆင့်၅ဆင့်ကိုလေ့ကျင့်ပြီးတော့မှစိုးရိမ်ပူပန်တဲ့ anxiety စိတ်ကိုကျော်လွှားခဲ့တာဖြစ်ပါတယ်ဒီဗီဒီယိုကြည့်နေတဲ့သူကဒီ၅ဆင့်လုပ်ဖို့ဘယ်အချက်ကခက်ခဲနေလဲဆိုတာကို comment လေးမှာမှတ်ပေးခဲ့ပါဦးအခြားသူတွေမြင်ဖို့အတွက်လည်းဒီဗီဒီယိုလေးကို share ပေးဖို့လည်းတောင်းဆိုချင်ပါတယ်ဗီဒီယိုကြည့်နေတဲ့သူတွေအနေနဲ့စိုးရိမ်ပူပန်မှုကိုစနစ်တကျလေ့ကျင့်ခြင်းနဲ့ပြီးတော့ပြစ္ဆုတ်ပံတက်တဲ့မှာပျော်ပျော်ရွှင်ရွှင်နဲ့အကောင်းဆုံးရှင်သန်ခြင်းနဲ့ဆိုရင်ကျွန်တော်ကိုစိုးရိမ်ပူပန်မှုတွေရောကျစေခဲ့တဲ့ကျွန်တော်ရဲ့ Feed the Magic in 28 days ဆိုတဲ့သင်တန်းလေးရှိပါတယ်စိတ်ဝင်စားတယ်ဆိုရင်ကိုယ့်ရဲ့စိုးရိမ်ပူပန်မှုတွေကိုရောကျစေဖို့ပြစ္ဆုတ်ပံတက်တဲ့မှာနေနိုင်ဖို့အတွက်ကျွန်တော်ရဲ့ page messenger မှာအသေးစိတ်လာရောက်မေးမြန်းစုံစမ်းနိုင်ပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမယ်